Hola, buenas. ဒီနေ့တော့ Spanish phrase ဖြစ်တဲ့ pase လို့ခဲ pase ဘာပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ဆိုတဲ့စကားစုလေးအကြောင်းကိုရှင်းပြကြပါမယ် pase လို့ခဲ pase ဟုတ်ပြီဥပမာလေးနဲ့ကြည့်လိုက်အောင်နံပါတ်1က pase လို့ခဲ pase siempre te amaré pase လို့ခဲ pase siempre te amaré အဲ့ဒါဘာလဲဆိုတော့ဘာပဲဖြစ်ဖြစ်ငါမင်းကိုအမြဲချစ်နေမယ်que la manica pase lo que pase voy a terminar este proyecto pase lo que pase voy a terminar este proyecto ဘာပဲဖြစ်ဖြစ်ဒီ project ကိုငါပြီးအောင်လုပ်မယ်မဖြစ်မနေလုပ်ရမယ်လုပ်တယ်မှာသုံးပါတယ်နောက်နံပါတ်3 pase lo que pase siempre te apoyaré pase lo que pase siempre te apoyaré ဘာပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ငါမင်းကိုအမြဲတမ်းထောက်ခံနေမယ်အဲ့လိုနေရာတွေမှာသုံးပါတယ်ကဲအဲ့တော့ pase လို့ကဲ pase ဆိုတဲ့ဘာပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ဆိုတဲ့စကားစုရဲ့အတိတ်ပဲလေးကိုနားလည်လိမ့်မလို့ထင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲအစင်ပြေကြပါစေ ciao